โอเคအားလုံးမင်္ဂလာပါโอเคနော်ဒီနေ့ကျွန်တော်အားလုံးတွေ့အောင်မြင်မှာအရေးကြီးဆုံးဖြစ်တဲ့ပုံစံကောင်းလေး၅ခုကိုဒီနေ့မိတ်ဆွေတို့ဖြစ်ပါနော်ကျွန်တော်မတော့ဝယ်ထည့်လို့ခေါ်ပါတယ်โอเคဆိုတော့မိတ်ဆွေတွေအားလုံးအောင်မြင်ဖို့လိုအပ်ချက်ကျွန်တော်အားလုံးမှာ၅မျိုးရှိတယ်နံပါတ်1ကကျွန်တော်အားလုံးရဲ့ချစ်စက်ကိုကဘောအောင်မြင်အတွက်အရန်လိုလာတယ်ဆိုရင်ဒီအောင်မြင်ရေးချစ်စက်ရဲ့ကိုနိုင်ကနေ့စဉ်ပတ်စဉ်လစဉ်နှစ်စဉ်ဘောတစ်သက်စာတွေကျွန်တော်အားလုံးဒီချစ်စက်ကိုကျင့်တော့ဖြစ်တယ်ဆိုရင်မရှိတဲ့အားလုံးရဲ့ဘဝမှာကျွန်တော်အားလုံးရဲ့ဘဝမှာနေ့စဉ်နေ့တိုင်းအောင်မြင်ရေးကိုအာရုံစိုက်ပြီးတော့မလုပ်ဘူးဆိုရင်ဘယ်သူကကျွန်တော်အားလုံးကိုလာပြီးတော့လုပ်ပြလို့ရလဲဆိုတော့ဘယ်သူမှလုပ်ပြလို့မရဘူး။ဒါကြောင့်မို့ကိုနိုင်ကကိုရဲ့ဘဝအောင်မြင်ရေးအတွက်ကြီးစစ်တစ်ခုကိုအမြင်နဲ့ထားရှိဖို့လိုတယ်။ဒါကြောင့်မို့မနေ့ပိုင်းဘာလို့မလဲကျွန်တော်ဆိုရင်တော့မနေ့ပိုင်းကုသိုလ်ရင်းနဲ့သွားမယ်။အကြမ်းမာရင်းနဲ့သွားမယ်။စီးပွားရေးလုပ်ငန်းနဲ့သွားမယ်။ပြီးလို့ရှိရင်လူတွေအားလုံးကူညီမယ်။ဒါကျွန်တော်ရဲ့ကြီးစစ်ဖြစ်နေကျွန်တော်ဖြတ်သန်းနေတာ။နံပါတ်2ကကြတော့ကျွန်တော်အားလုံးဘဝမှာအကြီးတာကချစ်ချင်းမြတ်တာဒီအားလုံးကိုချစ်ရမယ်ကိုရဲ့မိတ်ဆွေတကယ်ချင်းတွေအားကိုရဲ့လောကကပဲတဲ့အားလုံးကိုရဲ့မြန်မာပြည်သူပြည်သားအားလုံးပါကိုရဲ့ကဘာကြီးမှာရှိတဲ့လူတွေအားလုံးနဲ့တူကျွန်တော်ဆိုရင်ဒရိစံအားလုံးပေါ့နော်တတော်အားလုံးကိုလည်းချစ်ချင်းမြတ်တာနဲ့တူဒါတော့ကျွန်တော်ကတော့ငါးပါးသီလပေါ့နော်ငါးပါးသီလမှာဒီပါတဲ့မတတ်ဘူးဆိုတဲ့ဗလာလေးနဲ့အမြဲတမ်းသွားနေတာဘာကြောင့်လဲချစ်လို့တတော်အားလုံးကိုချစ်တာဒါဆိုရင်မိကိုမိလည်းချစ်ရမယ်တဲ့ချစ်ချင်းမြတ်တာပတ်သက်ပြီးတော့မိကိုမိချစ်လားမိကိုမိချစ်တယ်ဆိုရင်မိကိုမိကဲ့တရားမှာပဲစင်တဲ့ဘဝနေပြီးတော့ချမ်းသာတဲ့ဘဝကိုရောက်ဖို့အတွက်ဘာလို့ရမလဲနော်ကိုချစ်တဲ့အတွက်ဘာလို့ရမလဲဆိုတော့ပညာလေးကိုသင်ပေးရမယ်ဒါချစ်ချင်းမြတ်တာနဲ့ပတ်သက်ပြီးတော့ကိုရဲ့ဘဝကိုတဲ့ချစ်တာပြင်ပဝချင်းဘဝတွေအားလုံးကိုချစ်ဖို့နော်ဒါဆိုရင်ကိုထက်နေချတဲ့သူတွေအားလုံးပြည့်မယ်ဆိုရင်ဘာလို့ရမလဲချစ်ပေးပါနော်ချစ်ချင်းမြတ်တာအားလုံးနားမောနေကြရဆိုတော့မိတ်ဆွေတွေအားလုံးရောကျွန်တော်ဟန်နော်မိတ်ဆွေတွေအားလုံးချစ်တာကိုကျွန်တော်ခံကြည့်တယ်ကျွန်တော်ကလည်းမိတ်ဆွေတွေအားလုံးကိုချစ်ပါတယ်နော်ဒါကြောင့်မို့ချစ်ချင်းမြတ်တာအရာကြီးတဲ့အကြောင်းအရာရေးကြီးတဲ့အကြောင်းဒါရေရှည်ဒီနာခံမြည်ရေးဒါရေရှည်အောင်မြည်ရေးမှာပေါ့နော်ဟုတ်ပြီဆိုတော့နောက်တစ်ခုကျွန်တော်ဗာလဲဆိုတော့ခံတည်တရားရှိရမယ်တဲ့ခံတည်ဆိုတာကြတော့မအောင်မြင်သိခင်သိခံရမှာနဲ့အောင်မြင်ပြည့်သိခံရမှာနဲ့မအောင်မြင်သိခင်ကကြတော့အောင်မြင်အောင်စူးစမ်းဖို့သိခံရမယ်အောင်မြင်ပြီးလို့ရှိရင်လည်းပဲကျွန်တော်အားလုံးမမရဖို့သိခံရမယ်မယိုးဆိုတာကြတော့ရရှိပြီးသားငွေချေးအားလုံးဟာကျွန်တော်အားလုံးရဲ့ဘဝကိုဖျက်ဆီးတတ်တယ်ဒီသိခံပြီးတော့ဘာလို့ရမလဲသိခံပြီးတော့ကောင်းလို့ရလေးတွေအားလုံးထဲမှာတွားပြီးတော့တော့ဖို့တာအောင်မြင်သူတွေအားလုံးပဲမအောင်မြင်သိခင်မှာကြတော့ကျွန်တော်အားလုံးငွေကိုသိခံပြီးတော့ရှာအောင်မြင်ကိုသိခံပြီးတော့ဒီစားမယ်ရှာဖွေရမယ်ရှာဖွေဒီစားပြီးလို့ရှိရင်ဘာလို့ရမလဲကျွန်တော်အားလုံးရဲ့ဘဝထဲမှာရည်ကြည်တဲ့ပိုင်းတွေအားလုံးဖြစ်တဲ့ကိုလိုမျိုးအောင်မြင်ခြင်းတွေအားလုံးကိုသိခံပြီးတော့လမ်းညွှန်အောင်ကျွန်တော်ဆိုတော့အခုလက်ရှိကိုယ့်ရဲ့စီးပွားကိုလင်းတာဖြစ်တဲ့အတွက်ကိုယ့်ရဲ့စီးပွားတက်မှာလူပေါင်းများစွာကိုကိုလိုမျိုးစင်းနာဘဝနေပြီးတော့အောင်မြင်ခြင်းတွေအားလုံးကိုတစ်ခါပြောရင်နားမလဲဘူးတစ်ခါပြောရင်နားမလဲဘူးတစ်ကြိမ်ပြောရင်နားမလဲဘူးတစ်ကြိမ်ပြောနားမလဲဘူးဒါပေမဲ့လည်းပဲသိခံပြီးတော့ပြောနေရတယ်သိခံပြီးတော့သင်ကြားပေးနေရတယ်မသိတဲ့သူကိုသင်ကြားပေးရတာအရခက်တယ်မလားမသိတဲ့သူကိုသင်ကြားပေးရတာတဲ့သိပြီးသားသူကိုသင်ရတာအရခက်တယ်ပို့ပြီးတော့ခက်တယ်ဒါကြောင့်မို့ပို့ပြီးတော့ခက်တဲ့သူတွေအားလုံးနဲ့ကျွန်တော်အားလုံးဖြတ်သားမှာဖြစ်တဲ့အတွက်သိပြီးသားသူကကြတော့ငါသိပြီးဆိုပြီးတော့သိပြီးတော့သင်ရတာကိုဝန်နာပါတော့ဒါလည်းပဲကျွန်တော်အားလုံးသိခံပြီးတော့ဘာလို့ရမလဲဆက်လက်ပြီးတော့ပြောကြားရမှာပဲနံပါတ်1ကလေးကနော်နံပါတ်4ကဥပေက္ခအရာအားလုံးကိုခွဲလောက်နောက်လည်းပေးရမယ်ဆိုတော့ဥပေက္ခရှိရမယ်ဆိုတော့ခွဲလောက်နောက်လည်းပေးရမယ်နော်နင်းလာခံရမယ်ကိုကရေရှိဣနာခံမြင်ဖို့အတွက်ရေရှိအောင်မြင်ဖို့အတွက်အောင်မြင်မှုကရေရှိဖြစ်ဖို့အတွက်ကျွန်တော်အားလုံးရဲ့ဘဝထဲမှာကိုနဲ့အတွင်းမတူတဲ့သူတွေအားလုံးကိုလို့ချင်းတယ်လို့မျိုးမလုပ်တဲ့သူတွေအားလုံးကိုကပေးတိုင်းမယူဘူးကောင်းတဲ့ရောက်ကိုကိုကပြောတယ်လက်မခံဘူးဆိုရင်ကျွန်တော်အားလုံးဘာလုပ်ရမလဲခွင့်လုံးပေးပါနားလည်းပေးပါဒါကိုဥပိ္ပခတရားနဲ့ပတ်သက်ပြီးတော့ခွင့်လုံးပေးတယ်နားလည်းပေးတယ်သူလို့မရဘူးဆိုရင်ကိုတိုင်းဥဆောင်ပြလုပ်ပေးတယ်ဒါနဲ့နိနာခံပြီးတော့လုပ်ပေးတယ်ဒီဘက်ကကျတော့အားလုံးတွေဥပိ္ပခတရားကြီးမားချင်းပါပဲเนาะဒါကြောင့်မို့နောက်ဆုံးတစ်ခုကကျတော့ပညာနံပါတ်5ကပညာပါเนาะပညာကပညာ
ညာကြီးမားရမယ်ပေါ့နော်ဆိုတော့ပညာဉာဏ်ကြီးမားမယ်လို့ပြောရင်ပညာဉာဏ်ကိုရချင်လို့ရှိရင်ကျွန်တော်အားလုံးပညာရှိသူနဲ့ပေါင်းပြီးတော့မလုပ်ရမလဲပညာရှိသူဆိုပညာရှိသူစီကနိလန်းပြယူဖို့ပညာရှိတဲ့သူစီရဲ့နိလန်းပြယူမှာကျွန်တော်အားလုံးကနေကောင်းလက်မှန်ရမှာဖြစ်တယ်အဲကြောင့်မို့ပညာဉာဏ်ကိုရချင်တဲ့သူတွေအားလုံးအတွက်ပညာဉာဏ်ရနိုင်တဲ့နေရာမှာကျွန်တော်အားလုံးနေဖို့ပြီးလို့ရှိရင်ပါဝါချင်းကောင်းတဲ့ပါဝါချင်းကောင်းတွေကိုပြောင်းလဲဖို့ပါဝါချင်းဆိုးတွေကိုရှောင်ရှားဖို့မိုက်တဲ့သူတွေမပေါင်းနဲ့ဘုရားရှင်ရဲ့စာထဲမှာပါတယ်ဘုရားရှင်ရဲ့တရားဘုရားရှင်ရဲ့သားတော်တွေဟောတာတဲ့တရားမှာပါတယ်ဗျမိုက်တဲ့သူတွေမပေါင်းနဲ့နော်ပညာရှိတဲ့ပေါင်းပါပြီးလို့ရှိရင်နေရာဒေသပြောင်းလဲဖို့နော်ပฏิရူပဒေသဝန်တော်လို့ဆိုတဲ့နေရာပြောင်းဖို့နော်နေရာပြောင်းမယ်ပြီးလို့ရှိရင်ကျွန်တော်အားလုံးကကျွန်တော်အားလုံးတိမကြံခဲ့တဲ့ညတဲ့အားလုံးကကောင်းတဲ့ຢာတဲ့အားလုံးခက်ဘူးလားမလုပ်ခက်ဘူးလားဒါတော့ကိုယ်တိုင်ပဲဒီမှာပါနော်အဲကြောင့်မို့အတိတ်မှာကျွန်တော်အားလုံးကကောင်းတာလုပ်ခဲ့လို့ရှိရင်အခုပြစ္ဆုတ်ပံကာလမှာလည်းကောင်းမှာဖြစ်ပါတယ်အနာဂတ်မှာကျွန်တော်အားလုံးကအောင်မြင်လာတဲ့ဘဝကိုရချင်လို့ရှိရင်တက်လုံးလုံးအောင်မြင်ချင်လို့ရှိရင်တော့ကျွန်တော်အားလုံးရဲ့ဘဝထက်မှာပညာဉာဏ်ကြီးဖို့အရန်ကြီးကြည့်တယ်အဲကြောင့်မို့ကိုယ်နဲ့ပြောင်းလဲရမယ်တဲ့ပညာရှင်တွေအားလုံးကမိမျက်နှာပြောင်းလဲဖို့လည်းအစစ်သက်ဖြစ်ဖို့လိုပါတယ်နော်ဒါကြောင့်မို့မိတ်ဆွေတွေအားလုံးနဲ့ကျွန်တော်အားလုံးအခုလိုမျိုးအောင်မြင်ဖို့အတွက်နံပါတ်1ဘာလို့လဲကြည်စရိုက်နော်ကြည်ပြီးမယ်ပြီးလို့ရှိရင်နံပါတ်2မိသားတရားနံပါတ်3မိသားတရားပြီးလို့ရှိရင်ဒီခါချင်းတရားခန္တီပေါ့နော်ဒီခါချင်းတရားရှိမယ်နံပါတ်4မှာဥပေက္ခတရားရှိမှာပေါ့ဥပေက္ခတရားရှိရမယ်တဲ့နံပါတ်5ပညာဉာဏ်ကြီးမားရမယ်ဆိုတဲ့ဒီ5ချက်ကိုမိတ်ဆွေတွေအားလုံးအတွက်မိတ်ဆွေနဲ့ကျွန်တော်ကိုယ်တိုင်လည်းจิตနာဖြစ်တဲ့အတွက်မိတ်ဆွေတွေအားလုံးနဲ့တူကျွန်တော်အားလုံးအောင်မြင်လမ်းစဉ်ကိုအတူကပါကြဖို့အတွက်အောင်မြင်ပါတဲ့စီကိုအတူကရောက်ရှိဖို့အတွက်ကျွန်တော်အားလုံးဒီจิตစဉ်လေးတွေအားလုံးကိုจิตပြီးလို့ရှိရင်အောင်မြင်မှုကိုဆော့ကူနိုင်ကြပါစေလို့ပြောချင်တယ်ချစ်တင်ပါတယ်အားလုံးပဲမင်္ဂလာပါခင်ဗျာမင်္ဂလာပါ